Stranger Things Season 5လာဖို့ကတစ်ပတ်လောက်ပဲလိုပါတော့တယ် Season အသစ်လာလို့ရှိရင်ပို့ပြီးတော့ကြည့်ရတာ fish အောင်ဆိုပြီးတော့အရှိက Season 1 to 4ကိုကျွန်တော် revision ပြန်နေတာဒီဘက်ထဲမှာပြီးတော့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီအရှိက Season 1 to 4တဲ့ကကျွန်တော်ကြိုက်ဆုံးဇာတ်ဝင်ခန်း10ခုကိုပြပြချင်တာမို့လို့လုပ်ဖြစ်သွားတာပါ Hey what's up The Book of Thomas ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe မလုပ်ရသေးရင်လည်းလုပ်သွားပေးကြပါဦးဗျဒီတော့ကျွန်တော်တို့စပြီးတော့ကြည့်လိုက်ကြအောင် Number 10 11 and Max yes Starcourt Mall Material Girl Sense ဒီ sense ကတော့ season 3 episode 2 The Mall Rat ဖြစ်ပြီးတော့စကြည့်ကနေကပါဇက်မစီနိုင်အောင်ပြောင်းရတယ်လို့ကြည်တိုင်းလဲသဘောကျမိတဲ့ sense တစ်ခုပါ season 2 တစ်ခုလုံးမှာ11က Max ကိုမကြည့်ခဲ့ရနေ season 3ရောက်တော့ဘဲဘူးမိနေလို့ဆိုပြီးတော့တွားပြီးတော့စကားပြောရနေသူတို့နှစ်ယောက်စပြီးတော့ခင်သွားကြပါတယ်ဒီလိုနဲ့ဘဲဘူးမိနေတဲ့11ကိုစိတ်ပြက်လက်ပြောက်ဆိုပြီးတော့ shopping ထွက်ရင်းနဲ့ Starcourt Mall ကိုသူတို့နှစ်ယောက်လဲထွက်ကြတဲ့ဇာတ်ဝင်ခံပေါ့ဗျာသူတို့နှစ်ယောက်လုံးကိုအရှိ season တွေနဲ့မတူပဲအပူပင်ကင်းကင်းနဲ့ပြောနေကြတဲ့ပုံကိုMadonna ရဲ့ Material Girl တခြင်းနဲ့မြင်ရတာကတော်တော်လေးကိုကြည့်ရတာပျော်ပေါ်ကောင်းတဲ့ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့ဒီဇာတ်ဝင်ခန်းကတခြား Epic 5 Sense နေလိုမျိုးမဟုတ်တာတော့ကျွန်တော်ရဲ့ Top 10 list မှာပါနေတာပါ။ Number 9 Cam ကပြန်လာတဲ့ Dustin နဲ့ Steve တွေ့ဆုံကန်ဒီ Sense ကလည်း Season 3 Episode 2 The Mall Rat ထဲကဇာတ်ဝင်ခန်းတစ်ခုပါပဲ။ Season 2မှာ Wheeler တို့ရဲ့အိမ်ရှိမှာ Steve နဲ့ Dustin တို့နှစ်ယောက်အမှတ်မတင်ဆုံးခဲ့ရကနေစခဲ့တဲ့သူတို့နှစ်ယောက်ရဲ့ friendship ကအချိန်ကြာလာတဲ့မြတ်တစားပိုမှုပြီးတော့ခိုင်မာလာခဲ့ပါတယ်။ဒီ sense မှာတော့ camp ဝင်နေလို့မတွေ့ရတာကြားတဲ့ Dustin ကို Steve ကပြန်လဲတွေ့ရရောဝမ်းသာအားနဲ့ထွက်ပြီးတော့နှုတ်ဆက်တာကတကယ်ကို bro energy အပြည့်နဲ့ကြီးနူးစရာကောင်းပါတယ်။အရှိ season တွေမှာတိတ်ပြီးတော့ nut မဆန်ခဲ့တဲ့ Steve တယောက်တောင်ဒီမှာ imaginary lightsaber fight တွေလုပ်နိုင်နေပြီဆိုတော့ Dustin တယောက်အတော်အသိသွင်းကောင်းခဲ့တယ်လို့ဆိုရမှာပါ။ကြည်တိုင်းလည်းပျော်စရာကောင်းတဲ့ဇာတ်ဝင်ခန်းဖြစ်တာမို့လို့ဒီ list မှာ number 9နေရာထည့်ထားပါတယ်။ Number 8 Christmas မီလုံးနေနဲ့ upside down ဆက်သွယ်ခဲ့တဲ့ Joyce Season 1 Episode 3 Holly Jolly Stranger Things series တစ်ခုလုံးမှာအကြိုက်ဆုံး season ဆိုရင် season 1လို့ပြောရမှာပါဇလန်းအကုန်သိနေတာတောင်ဘဲချင်းကြီးကြီးတထိုင်နဲ့မယိုးနိုင်အောင်ပြန်ကြည့်နိုင်တဲ့ season ဆိုရင်လည်းမမှားပါဘူး season 1ကတခြား season တွေထက်ပိုကောင်းတဲ့အချက်ကအရာရာကအသစ်ဖြစ်ခဲ့ခြင်းပဲအခုချိန်မှာတော့အသစ်မဟုတ်တော့ဘူးဆိုပေမဲ့ပေါ့လေစကြည့်တဲ့အချိန်တုန်းကလုံးဝ mystery အပြည့်နဲ့စိတ်ဝင်စားစရာဇလန်းတစ်ခုဖြစ်ခဲ့တယ်ညဘက်အိမ်ပြန်လာရင်ပျောက်သွားခဲ့တဲ့ Will Byers တော်ထဲမှာရုတ်တရက်ပေါ်လာခဲ့တဲ့အစွမ်းနေတဲ့ခရုံးမလေး11သူ့နောက်ကိုလိုက်နေတဲ့အစိုးရအဖွဲ့ရလူတွေနဲ့ဘာမှမသိရတဲ့တက်ခွဲကန်ဒါတွေအကုန်လုံးကဆက်ဆက်နေပြီးတော့သူတို့မှရှိတဲ့တူညီတဲ့အရာတစ်ခုက upside down ဒီလိုမျိုး mystery တွေမြောင်များစွာကိုသဲလွန်စွာတွေပဲချပြရာကနေ upside down ဆိုတဲ့နေရာကိုပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ moment ကတော့ Joyce တယောက်တအိမ်လုံးမှာ Christmas မီလုံးတွေလိုက်တက်ပြီးတော့သူသားနဲ့ဆက်သွယ်နိုင်အောင်စူးစမ်းခဲ့တဲ့အခိုက်အတန့်ပါပဲနိုင်မှာ ABCD တွေရေးပြီး upside down က Will နဲ့စကားပြောခဲ့တဲ့ sense က Stranger Things ရဲ့ကဏ္ဍဝင် iconic sense တစ်ခုဖြစ်ခဲ့ပါတယ်Season 1က moment တွေကြောင့်ပြောရရင်တော့ပြောမဆုံးနိုင်အောင်ဖြစ်မှာဆိုပေမဲ့ခေါင်းထဲမှာပထမဆုံးစဉ်းစားမိတဲ့ sense ဆိုရင်တော့ဒီ sense ဖြစ်မှာအသေးချပါပဲဗျ Number 7 Never Ending Story Sense Season 1အကြောင်းပြောမဆုံးမှုဆိုပေမဲ့အခုသတိထားမိတဲ့လောက်ကိုခု list ထဲမှာ Season 3က sense တွေတော့အတော်များနေပြီကျွန်တော်တို့ Season 3ကဇာတ်ဝင်ခန်းတစ်ခုချင်းစီအစပြန်ပြောစရာသဘောကျစရာတွေအများကြီးပါခဲ့တာမလို့ပါဒီ sense ကတော့ main character တွေအကုန်ကျင်းတဲ့ကြက်တဲ့ရောက်နေတဲ့အချိန်ပေါ့ဗျာPlan constant မေးနေလို့တကားမဖွင့်နိုင်ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ Hopper တို့အဖွဲ့ Mind Flayer လိုက်နေလို့ပြေးနေရတဲ့11တို့အဖွဲ့နဲ့သူတို့ကိုကူဖို့ဆိုပြီးတော့ Justin ကသူရေးစား Susie စီ radio နဲ့လှမ်းပြီးဆက်သွယ်တာကနေကောင်မလေးကျင်နေအောင် Never Ending Story တခြင်းဆိုပြရတဲ့အခိုက်အတန့်ပေါ့ဗျာ Climax မှာနည်းနည်း awkward ဖြစ်တယ်လို့ထင်ရင်ထင်ရပေမဲ့တကယ်သဘောကျဖို့ကောင်းတဲ့ဇာတ်ဝင်ခန်းလေးပါရှေ့ season တစ်ခုမှာခုကြည့်နေတဲ့လူတွေလို့စော်မရှိတဲ့ Justin တယောက်ခန့်မှာရေးစားရသွားတယ်လို့ပြောတာကိုဘယ်သူမှမယုံခဲ့ရတာနေသူရေးစားရှိချောင်းတက်သေးပြနိုင်ခဲ့တဲ့အပြင်အကုန်လုံးရှိမှပါကျူးပြနိုင်ခဲ့တာဆိုတော့သဘောလဲကျရည်လဲရရတဲ့ဇာတ်ဝင်ခန်းလေးပေါ့ဗျာ Number 6 Eddie Munson ရဲ့ Master of Puppets Sense Season 4 Episode 9 The Piggy Bank ဒီ sense ကပထမဆုံးတစ်ခါကြည့်တော့ငါအဲ့ဒီလောက်သိမကြိုက်ခဲ့ဘူးဘာလို့လဲဆိုတော့ Eddie နေရာကတရုတ်ဆောင်တဲ့မင်းသား Joseph Quinn ကိုဒီကြမှာစမြင်ဘူးလားဆိုတော့ဒီကောင်ဘာကောင်လဲကွာဆိုပြီးတော့ဖြစ်နေခဲ့တာမလို့နောက်ပိုင်း A Quiet Place Day 1တို့ Gladiator 2တို့ Fantastic Four တို့ကြည့်ပြီးတော့မှJoseph Quinn ကိုပို့ပြီးရင်းနှီးလာခဲ့ပြီးတော့သူ့တရုတ်ဆောင်ပုံတွေကိုလည်းကြိုက်လာခဲ့တာအခုပြန်ကြည့်တော့မှအဲ့ဒီဇက်ကောင်ကိုလည်းကြိုက်လာခဲ့တယ်လို့သူဂီတာတီးရဲ့ sense ကိုလည်းမိုက်တယ်ဟာဆိုပြီးတော့မြင်လာခဲ့တာသူကဂီတာတီးပြီးတော့ Demon Bat တွေကိုမျှနေတဲ့အချိန် Nancy တို့ဖွဲ့က Wagner ကိုဝင်ကြိတ်တဲ့အခန်းဆိုတာ share ကိုမိုက်တဲ့အခန်းပေါ့ဗျာဒါပေမဲ့အမိုက်လုံးပြီးသေသွားလေးတော့ရှိတာပေါ့လေ Number 5 Hopper တဲ့အခန်းနဲ့ Leave the Door 3 inches open sense Season 3 Episode 8 The Battle of Starcourt တကယ်ဆိုဒီ sense ကဒီထက်ပိုပြီးတော့ rank မြင့်မှာရှိခဲ့တဲ့နာHopper တကယ်သေသွားခဲ့တာဆိုရင်ပေါ့လေ Season 4ထွက်လာပြီး Hopper မသေဘူးဆိုလို့ဒါ Sense ကအဲ့လောက်မခံစားရတော့ပေမဲ့ပထမဆုံးကြည့်တော့ဆိုတကယ်ရင်နဲ့ထီခဲ့တဲ့ဇာတ်ဝင်ခန်းဖြစ်ခဲ့တာဗျာ Jim Hopper ဆိုတာလူကြီး main character တွေထဲကမှအရေးပါဆုံးလူတစ်ယောက်
ရှေ့ season တွေမှာဂျစ်ကန်ကန်နဲ့သူ့ရဲ့ personality ကိုကောင်းကောင်းမသိမမြင်ခဲ့ရဘူး။သမီးကိုဆုံးရှုံးထားတဲ့သူဖြစ်တာမလို့ Will ကိုကယ်ပေးခြင်းတဲ့သူ Joyce ကိုကိုချင်းစားတဲ့သူ Eleven ကိုလည်းသမီးတယောက်လိုကာဝယ်ပေးခြင်းတဲ့သူဒီဟာတွေတော့ပဲသူ့ရဲ့ဇက်ကောင်ဇယက်ကိုမြင်ခဲ့ရတယ်ဆိုပေမဲ့ဒီ season 3မှာတော့ Hopper ဇက်ကောင်ကိုအကောင်းဆုံးပုံဖော်ထားတဲ့ season လို့ပြောရမယ်ဗျ။ Eleven ရဲ့ official father ဖြစ်သွားတဲ့အခါတကယ်အဖေတယောက်လိုလိုက်ပြီးတော့သူသမီးကိုကောင်းလေးနဲ့လိုက်ပြီးတော့တဝင်တူတာမျိုးတွေရှိလာခဲ့တယ်။အရင်ကလူချမ်းကြီးလိုမျိုးစိတ်တူတာမျိုးမဟုတ်ဘဲနဲ့ကလေးကြီးလိုစိတ်ကောက်နေတာမျိုးတစ်ဖက်မှာလည်း Joyce ကိုကြိုက်နေလို့လိုက်ပြီးပိုးပန်းနေတာဒီလိုလေးတွေမြင်ခဲ့ရတာကြောင့် Hopper ကစိတ်ချမ်းကိုယ်ချမ်းနဲ့ရဲမှုတရားတတ်ပဲမဟုတ်ဘူးဆိုတာကိုခန်းစားမိလာတယ်။အဲဒီလိုလေးခန်းစားမိနေတော့ရှိသေးနောက်ဆုံးမှညသေးရောပြီးတော့ကြည့်တဲ့သူတွေတိတ်ပြီးတော့ emotional damage မဖြစ်မှာဆိုလို့ဆိုပြီးတော့သူရေးခဲ့တဲ့စာအစ်စ်ကိုနောက်ဆုံးမှ11အတွေ့တော်ပြီးဖန်ရင်းနဲ့ leave the door 3 inches open ဆိုပြီးအဆုံးသတ်သွားတာလေးကတကယ်ကို perfect ending ပဲ Hopper character ကိုလည်းလုံးဝပြည့်စုံသွားစေခဲ့တယ်လို့သူ့အနာကလူတွေပေါ်ထားတဲ့သူ့ရဲ့အချစ်တွေကိုလည်းကွန်းကွန်းကွက်ကွက်မြင်အောင်ချပြသွားနိုင်ခဲ့တယ်ဒီဇက်ကောင်ကရှိနေတော့ကသာဘိုက်ပူပူနှက်ခမ်းမွေးနဲ့ဘိုးတော်ဆိုပြီးတော့ထင်ခဲ့ရတာနေဖြောက်ခနဲ့သေသွားတော့မှသူကဘလောက်အရေးပါတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုပြောပြသွားခဲ့တာနောက်ပြီးသူတို့အကုန်ကွဲကွာသွားတဲ့အဓိက reason ကလည်း Hopper သေသွားခဲ့လို့ Joyce ကသူချစ်ရတဲ့ Bob လည်းသေနောက်တစ်ခါထက်ကြိုက်တဲ့ Hopper လည်းသေပြီဆိုတော့ဒီမျိုးမှာသူမနေချင်တော့ဘူးဆိုပြီးထွက်သွားလို့11လည်းသူတို့နဲ့တူပါသွားပြီးတော့အကုန်လုံးကွဲသွားခဲ့ကြတာSeason 4မှာသာသူအသက်ရှင်နေတယ်ဆိုပြီးမဖြစ်ခဲ့ရင်ဒီ series တစ်လျှောက်လုံးမှာ one အနည်းဆုံး character death ဆိုရင်တော့ Hopper ဖြစ်မှာသိကြပါတယ်။ Number 4 Wagner's Origin Season 4 Episode 7 The Massacre of Hawkins Lab Season 4ရဲ့အစမှာ11တယောက် Hawkins Lab ကလူတွေကိုတတ်လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးထင်အောင်ဖြစ်တဲ့ဇာတ်ဝင်ကနဲ့စပြီးတော့ဖွင့်ခဲ့တယ်။နောက်ပြီးတော့11ရဲ့ memory တွေကိုပြန်ပြတဲ့အခါမှာလည်းဒီ Henry ဆိုတဲ့သမင်ရွှေအောင်နဲ့သဘောကောင်းတဲ့လူတယောက်ပါခဲ့တယ်။နောက်ပြီးရင်ဒီ season 4ရဲ့အဓိက main villain ဖြစ်တဲ့ Wagner ပေါ့ဗျာဒါတွေကိုလုံးကိုဖြေချပြီးတော့ဒီ Henry ကို upside down ကိုပို့လိုက်ပြီးတော့ upside down ကမိုးကြိုးတွေပြစ်လို့သူကနေပြီးတော့ Wagner ပုံစံပြောင်းသွားပြီးနောက်ဆုံး Wagner ရဲ့လက်မှာ001ဆိုတဲ့ tattoo လေးရှိနေတာကိုချပြလိုက်တဲ့ sense ကတော့တကယ်ကိုလုံးဝ mind blown ဖြစ်သွားတဲ့အချိန်ပေါ့ဗျာဒါနဲ့သတိထားမိကြလားအခုချိန်ဒီထဲမှာ season 2ကဇဝင်ကနေတခန်းမှမပါသေးဘူးဆိုတာ A few moments later Why are you running? Why are you running? Stranger Things မှာလူတွေမပြောကြဆုံး season ဆိုရင်တော့ season 2ပဲကျွန်တော်ကိုယ်တိုင်လည်းမင်းမပြောအဖြစ်ဆုံး season ဆိုရင် season 2လို့အရင်ကထင်ခဲ့တယ်ဒါပေမဲ့အခုပြန်ကြည့်တော့မှ season 2ကအတော်ကိုတားခဲ့တာပဲဗျလူတွေဘာလို့သိမပြောကြတာလဲဆိုရင်သူကနောက် season နေနဲ့ season 1ကိုချိတ်ဆက်ပေးခဲ့တဲ့တရားဆန်ဆန်ဖြစ်ခဲ့တာကြောင့်ဒီ season အနေနဲ့ထူးပြီးတော့ဖြစ်ခဲ့တာမျိုးတွေမရှိခဲ့တာကြောင့်လို့ထင်တယ်နောက်ပိုင်းမှာအရေးပါလာမဲ့ဇက်ကောင်တွေဖြစ်တဲ့ Max တို့ Billy တို့မောင်နှမကိုစပြီးတော့မိတ်ဆက်တာSteve နဲ့ Dustin တို့ရဲ့ friendship စပြီးတော့အစပြိုးခဲ့တာ Nancy နဲ့ Jonathan တို့စပြီးတွဲတာ Hopper နဲ့ Eleven တို့ရဲ့တားဖဆက်ဆံရေးစပြီးတော့တိဆောက်ခဲ့တာ Murray ကလိုက်တာကိုစပြီးတော့မိတ်ဆက်တာဒီလိုမျိုးနောက်ပိုင်းမှာအရေးပါလာမဲ့အကြောင်းအရာတွေကိုမိတ်ဆက်တာတွေများခဲ့တယ်ဒါပေမဲ့ဒီ season မှာပဲမြင်ခဲ့ရတဲ့ထူးခြားတဲ့ moment လေးတွေတော့ရှိခဲ့တယ် Mike နဲ့ Will ရဲ့ friendship ကဘလောက်ခိုင်ပါတယ်ဆိုတာလဲဒီ season မှာပဲမြင်ခဲ့ရတာ season 1တစ်ခုလုံးမှာ Will ကပျောက်နေခဲ့တယ်လို့နောက်ပိုင်း season တွေရောက်တော့လဲ Mike က11မှာ11ဖြစ်နေခဲ့ပြီဒါပေမဲ့ဒီ season မှာတော့ Will ရဲ့အနားမှာတစ်ချိန်လုံးရှိနေပေးခဲ့တဲ့တငယ်ချင်းက Mike တယောက်တည်းပဲဖြစ်ခဲ့တယ်ဒီ season ကြောင့်ပဲ season 4မှာ Will ကဘာလို့ Mike အတွက်ငိုရဲဆိုတာကိုပို့ပြီးတော့ပေါ်လွင်လာတယ်ဟုတ်လို့လား Why are you gay? ပြတ်ထားပါတော့ဒီ season 2က main character တွေကိုကလေးအနေနဲ့မြင်ခဲ့ရတဲ့နောက်ဆုံး season လည်းဖြစ်တယ်လို့အချစ်တွေပါတွေမပါသေးပဲဒီတိုင်းကလေးစွန်နာကန်ဇလန်းဖြစ်ခဲ့တဲ့နောက်ဆုံးဇလန်းဆိုလဲဟုတ်ခဲ့တယ်တခုချင်းအနေနဲ့ iconic ဖြစ်တဲ့အကြိုက်ဆုံး sense ရလို့မှတ်မှတ်ထင်ထင်မရှိခဲ့ပေမဲ့ season တစ်ခုလုံးအနေနဲ့ခြုံကြည့်ရင်တော့အတော်ကိုကောင်းတဲ့ season တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီ season 2ရဲ့မှတ်မှတ်ရရအဖြစ်ဆုံး sense ကတော့ Bob တည်တဲ့ sense ပါ Mind Flayer ပူခံထားရတဲ့ Will ကြောင့် Hawkins Lab ထဲကို Demon Dog တွေရောက်လာလို့ Hopper, Joyce, Mike, Will နဲ့ Dr. Owens တို့ပုံနေခဲ့ရပြီး Bob ကတကားပြန်ဖွင့်လို့ရအောင် main ပြန်တင်ဖို့ဆိုပြီးတော့မြောက်ထက်ကိုထွက်လာခဲ့တယ်ဒီ Demon Dog Outbreak Sense ဆိုလို့ရှိရင် Zombie Outbreak ရုပ်ရှင်ကြည့်နေရတယ်လို့ရင်တထိတ်ထိတ်နဲ့အကောင်တွေများဘယ်နာကထွက်လာမလဲဆိုပြီးတော့ကြည့်ရတာတကယ်ကိုတက်ထိတ်ရင်မို့ပါပဲမြောက်ထက်မှာ main ပြန်တင်ပြီးတော့ပြေးလာတဲ့ Bob တယောက် Joyce နဲ့တွေ့မှအမောဖြစ်နေတော့ Demon Dog တွေရဲ့လျှက်တစ်ပြက်ဝိုင်းကြိုက်တာခံလိုက်ရတာကတော့တကယ်မမျောလင့်ထားတဲ့ဇာတ်ဝင်ကမှာအပြင်ထိရောက်လာပြီဆိုတော့မှလွတ်ပြီးလို့ထင်နေတော့ပြုံးဆိုပြီးတော့ခွေးတွေရောက်လာပြီးဝိုင်းကြလိုက်တာတကယ်ကို what the fuck ဖြစ်သွားပါတယ်ဇာတ်ကောင်အသစ်ဖြစ်တဲ့ Bob ကိုဒီတက်ဆက်မြင်ရလေအောင်မယ်လို့ထင်ခဲ့ပေမဲ့စိတ်မကောင်းစွာနဲ့ပဲဒီ season မှာပဲဇာတ်သိမ်းသွားခဲ့ရပါတယ်ရင်းနဲ့တကယ်ထိရတဲ့ဇာတ်ဝင်ကန်တစ်ခုဖြစ်တာမို့လို့ဒီ sense ကိုနံပါတ်3နေရာမှာထားထားပါတယ် Number 2 Eleven's Redance Sense and Bicycle Chase Sense Season 1 Episode 7 The Bathtub Episode ရဆိုရင်တော့နှစ်ပိုင်းဖြစ်သွားပေမဲ့ဒီ sense ကဇလန်းရဆိုရင်တော့တစ်ဆက်တည်းပဲ
gate ကိုမတွေ့အောင်တန်လိုင်းအမြောင် direction ကိုပြောင်းလဲလို့ဆိုပြီးတော့ Mike စိတ်ဆိုးတာခံလိုက်ရပြီးထွက်သွားတဲ့11တယောက်တကယ် critical moment မှာပြန်လာခဲ့တာကလုံးဝကို epic ဖြစ်ပါတယ်ကြောက်ထဲခုန်ချသွားတဲ့ Mike ကိုကဲယုံနဲ့မကပဲဘူလီကောင်တွေကိုလည်းမေးလေးတစ်ချက်ငေါ့ယုံနဲ့လက်ချိုးပြနိုင်ခဲ့တယ်နောက်ပြီး Mike 11နဲ့ Dustin တို့3ယောက်ဖတ်ကြတာလေးဆိုရင်ကြည်နဲ့ကိုရင်ထဲမှာနှွေးထွေးသွားတာပဲဒီလိုနဲ့သူတို့အိမ်ပြန်လာတဲ့အချိန်မှာ lab ကလူတွေကရောက်နေပြီဒါကိုသတိပေးဖို့ Lucas ကလာပေမဲ့လည်းမမီတော့ဘူးဒါနဲ့သူတို့စပိန်3စီးနဲ့ကားတွေစီကနေပြေးကြတဲ့အချိန်11ကကားစီးကိုပြောင်းပြန်လန်ပလိုက်တဲ့အချိန်ဆိုတော့စောက်ရမ်းကိုမိုက်တာပေါ့ဗျာ11ရဲ့ telekinesis အစွမ်းတွေကိုရှေ့ပိုင်းမှာတိတိလေးတွေပဲမြင်ခဲ့ရတာနဲ့ decent ရောက်မှ full scale ထုတ်သုံးတာကိုစပြီးတော့မြင်ခဲ့ရတာနောက်ပိုင်း season တွေမှာပိုကျန်းလာတဲ့ဆိုပေမဲ့ဒီ bicycle chase sense ကတော့ပထမဆုံးစမြင်ခဲ့ရတဲ့ sense အဖြစ်မှတ်မှတ်ထင်ထင်ကိုဖြစ်ပြီးတော့ကျင်ခဲ့ရပါတယ် number 1ဟုတ်ပါတယ် number 1အကြိုက်ဆုံး sense ကတော့တော်တော်များများနဲ့တူတယ်လို့ထင်ပါတယ် season 4က Mass ရဲ့ running up that hill sense ပါဒီ sense က season 4အတွက်တင်မကပဲ Stranger Things series တစ်ခုလုံးမှာပါ epic အဖြစ်ဆုံး sense ဖြစ်မယ်လို့ထင်ပါတယ် Wagner ဆိုတဲ့ကောင်ကလူတွေကိုသူတို့ရဲ့ trauma တွေကိုသုံးပြီးစိတ်ထဲမှာတတ်တတ်တယ်ဆိုတာကိုရှေ့ကလူတွေမှာမြင်ခဲ့ပြီးပြီဒီတစ်ခါမှာ Mass လည်းဒီလိုမျိုးဖြစ်တော့မှာတချင်းနဲ့กินနိုင်တယ်ဆိုပေမဲ့လည်း Mass လွတ်မလားမလွတ်ဘူးဆိုတာကရေးရမသိသေးဘူးဒီလိုမျိုး suspense ပြည့်နေကြည့်နေရတဲ့အချိန်မှာတချင်းကလည်း Kate Bush ရဲ့ running up that hill တချင်းကလည်းတကယ်ကိုစိတ်တက်ကြွစေသလိုစားသားအတိုင်း Mass ကလည်းပြေးနေရတယ်တကယ်ကိုအဖက်ဖက်ကပြေဆုံးပြီးတော့အသက်တောင်ဝဝမရှိရဲပဲကြည့်ခဲ့ရတဲ့ sense တစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံး Mass တယောက်ပြန်တရိရလာတော့မှဟင်းချနိုင်ရလောက်တဲ့အထိကိုဇလန်ထဲမှာစီမျောအားကောင်းခဲ့တဲ့ဇုံငန်းတစ်ခုဖြစ်ခဲ့ပါတယ်ဘယ်ချိန်မှပြန်ကြည့်ကြည့်ဒီ sense ကတော့တကယ် legendary sense ဖြစ်တာမို့လို့ကျွန်တော်အကြိုက်ဆုံး number 1 sense ဖြစ်နေတာပါဒါဆိုရင် Stranger Things season 1 to 4မှာပါတဲ့ကျွန်တော်အကြိုက်ဆုံးဇုံငန်း10ခုအကြောင်းဗီဒီယိုကတော့ဒီလောက်ပါပဲဗျဒီ list ထဲမှာမပါတဲ့တခြားအကြိုက်ဆုံး sense တွေရှိတယ်ဆိုရင်လည်းအဲအကြောင်းတွေကို comment မှာရေးသွားခဲ့ကြပါဦးအကြိုက်ရောတူရဲ့လားကျွန်တော်ရဲ့ list နဲ့ရောခုကြည့်နေတဲ့သူတွေတခြားဘာတွေများအသစ်တွေရှိသေးလဲဆိုတာတွေကိုကျွန်တော်လည်းဖတ်ချင်လို့ပါ season 5 လာရင်နောက်ထပ်ဘယ်လိုမျိုးအသစ်သောစောက်ဝင်ငန်းတွေကိုကြည့်ရှုရမယ်ဆိုတာတော့မကြခင်နောက်တစ်ပတ်ဆိုလို့ရှိရင်သိရတော့မှာပဲဖြစ်ပါတယ် Okay ဒီနေ့ဗီဒီယိုတော့လောက်ပါပဲဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်